TikTok မှာကိုယ့်ရဲ့ရောင်းအားကိုတကယ်တက်စစ်မဲ့ကြော်ညာတွေကိုဘယ်လိုဖန်တီးရမလဲဆိုတာဒီနေ့တစ်ဆင့်ချွေးစီပြောပြပေးတော့မှာပါ TikTok မှာကြော်ညာလေးဆက်လို့ကြည့်မယ်ဆိုပြီးပတ်စံတွေပဲကုန်းသွားပြီးဘာမှထူးမလာဘူးဆိုတဲ့အဖြစ်မျိုးတော်တော်များများကြုံဘူးကြမှာပါဟုတ်တယ်မလားအဲ့တော့ပိုက်ဆံဒီအလကားထိသွားတာမျိုးဝယ်မဲ့ customer အစစ်အမှန်ဒီစီကိုကြော်ညာကမရောက်တာမျိုးအဲ့ပြဿနာတွေအားလုံးကလေတကယ်တော့အစပိုင်း setup မှာလုံမိတဲ့အမားတေးသေးလေးတွေနဲ့လာတာများပါတယ်ဒါကြောင့်မို့လို့ဒီနေ့မှာတော့အဲ့ဒီအမားတွေမထစ်အောင်အခြေခံအကြောင်းဆုံးအချက်တွေကနေစပြီးကြော်ညာတစ်ခုကိုနောက်ဆုံး launch လုပ်တဲ့အထိလိုက်လို့ရလွယ်ကူတဲ့လမ်းညွှန်တစ်ခုကိုအတူတူလေ့လာကြည့်လိုက်ကြရအောင်ကဲအပိုင်းတစ်ကိုဆက်လိုက်ကြရအောင်ဒီအပိုင်းကတော့ foundation ပေါ့နော်ပိုက်ဆံမသုံးခင်မှာကိုပြဿနာမတက်အောင်လို့ကြိုပြီးပြင်ဆင်ထားရမယ်အခြေခံအချက်၃ချက်ရှိပါတယ်ပထမဆုံးကတော့ကိုယ့်ရဲ့ကြော်ညာအကောင့်က approve ဖြစ်နေဖို့လိုတယ်ဒါကအရေးကြီးဆုံးပဲပြီးတော့ TikTok ရဲ့ကြော်ညာမူဝါဒတွေကိုတိကျဖတ်ထားဖို့လိုတယ်။ဘာတွေကြော်ညာလို့ရတယ်မရဘူးဆိုတာပေါ့။နောက်ဆုံးတစ်ခုကတော့အကောင့်ထဲကိုငွေကြိုဖြည့်ထားဖို့ပါပဲ။ Okay ကြော်ညာတစ်ခုလုံးရဲ့ဒီစောက်ပုံကိုကြည့်လိုက်ရင်အဓိကအဆင့်ထုံးဆင်းရှိတယ်လို့မှတ်ထားလိုက်ပါ။အဲ့ဒါတွေကတော့ campaign, ad group ပြီးတော့ ad ဆိုပြီးတော့မှာပဲ။ ဟုတ်ပြီ။အဲ့တော့အပိုင်းတွေကိုရောက်လာပါပြီ။ဒီအပိုင်းကတော့ကိုယ့်ရဲ့ campaign goal, campaign ညီမှန်းချက်ကိုရွေးချယ်တာပါ။ဒါကဘာနဲ့တူလဲဆိုတော့ကိုဘာရလက်မျိုးလိုချင်လဲဆိုတာကို TikTok algorithm ကိုပြောပြလိုက်တာနဲ့အတူတူပါပဲ TikTok မှာအဓိကရွေးလို့ရတဲ့ရည်မှန်းချက်က3မျိုးရှိတယ်။ဒါမဲ့ online ကနေပစ္စည်းရောင်းချင်တဲ့ e-commerce လုပ်ငန်းတွေအပကတော့ရှင်းရှင်းလေးပဲ။ရောင်းအားကိုပဲတိုက်ရိုက်ဦးတည်တဲ့ sales objective ကိုပဲရွေးရမှာပါ။ ဆိုတော့ဒီတစ်ခေါက်ရှင်းပြမှာကတော့ကိုယ့်ရဲ့ website ပေါ်ကို customer တွေရောက်လာပြီးရောင်းအားတက်လာအောင် sales objective ကိုသုံးပြီး campaign တစ်ခုဘယ်လိုတည်ဆောက်မလဲဆိုတာကိုအဓိကထားပြီးပြောသွားမှာဖြစ်ပါတယ်။ကဲအခုဆို air group အဆင့်ကိုဆက်သွားကြရအောင်ဒီအဆင့်ကအရင်အရေးကြီးတယ်ဘာလို့လဲဆိုတော့ကိုယ့်ကြောင်ညာကိုဘယ်လိုလူမျိုးတွေကိုအတိအကျပြမလဲဆိုတာသတ်မှတ်ရမယ်နေရာမို့လို့ပါပဲဒီမှာပထမဆုံးလို့ရမှာကကိုယ့်ရဲ့ TikTok pixel ကိုချိတ်ဆက်ဖို့ပဲဒီ pixel ဆိုတာကကိုယ့် website ထဲမှာထည့်ထားတဲ့ကိုသေးသေးလေးတစ်ခုပေါ့အဲ့ဒါရှိမှ customer တွေက add to cart လို့တာတို့ purchase လို့တာတို့လို့အရေးကြီးတဲ့ action တွေကိုခြေရခံနေမှာပါနောက်တစ်ခုတတိထားရမှာက ad placements ပါဒီမှာအရေးကြီးတဲ့အချက်တစ်ခုက select placements ကိုရွေးပြီး TikTok တစ်ခုတည်းကလွယ်လို့ gender အားလုံးကိုအမှန်ချစ်ဖြူပြီးဖို့ပဲတော်ကြကို budget တွေကမထိရောက်တဲ့ partner platform တွေပေါ်မှာတွားကုန်နေမှာဆိုလို့ပါ data တွေရကြည့်မယ်ဆိုရင်တော့အသက်18ခန်းနေလီဆလီနေကြလူတွေဟာပစ္စည်းဝယ်ဖို့အလားအလာရှိဆုံးအုပ်စုပါဆိုတော့ကိုယ့်ရဲ့ရောင်းအားကိုတားခဲ့ထားတဲ့ campaign ဆိုရင်တော့ data ဖန်ကြားကိုရေးတာကအထီးရောက်ဆုံးဖြစ်မှာသိချပါတယ်နောက်ပြီးတော့တီနီယာနဲ့ကြားမကိုရွေးပြီးပရိသတ်ကိုထပ်ပြီးစိတ်ကြိုက်ချင်ကြီးလို့ရပါသေးတယ်ဒါပေမဲ့ spending power လိုမျိုး setting တွေကိုတော့တတိထားမှာအထူးသဖြင့် high spending power ကိုမရွေးမိဖို့အရေးကြီးတယ်ဒါတွေကကိုယ့် budget ကိုအရေးမြင့်မြင့်ကုန်လွှားစေနေလို့ပါပဲ targeting ဘိုင်းကိုသတ်မှတ်ပြီးပြီဆိုရင်တော့နောက်တစ်ဆင့်က budget နဲ့ campaign ရဲ့အချိန်စရာကိုသတ်မှတ်ဖို့ပါမယ်ပိုက်ဆံဘယ်လောက်သုံးမလဲဘယ်လောက်ကြာ run မလဲဆိုတာပေါ့ TikTok မှာကတနည်းကိုအနည်းဆုံးဘယ်လောက်သုံးရမယ်ဆိုတဲ့သတ်မှတ်ချက်ရှိပါတယ်ကိုယ့်အကောင့်ကဘာ currency နဲ့ဖွင့်ထားလဲပုံမူတည်ပြီးတော့ပုံမှန်အားဖြင့်တော့ပေါင်20ဒါမှမဟုတ်ဒေါ်လာ50လောက်ကနေဆက်ရပါတယ်။ campaign ကိုတော့ပြီးဆုံးမဲ့ရက်သတ်မှတ်မထားပဲဆက်တိုက် run တာကပိုကောင်းတယ်လို့အကြံပေးခြင်းပါတယ်။ဘာလို့လဲဆိုတော့ campaign တစ်ခုကိုဆက် run တင်လားရက်တင်လားဆိုတာကကြိုတင်သတ်မှတ်ထားတဲ့ရက်စွဲထက်သူ့ရဲ့ performance ပေါ်မှာပဲမူတည်တင်လို့ပါပဲ။ performance ကောင်းနေတဲ့ရွေးဆက် run ပေါ့။ကဲနောက်ဆုံးအဆင့်ဖြစ်တဲ့ ad level ကိုရောက်လာပါပြီ။ဒီစင်မှာတော့ customer တွေတကယ်မြင်တွေ့ရမယ့်ကြော်ညာရဲ့ creative ပိုင်းမှန်ကျဲ video တို့စာသားတို့အဲ့ဒါတွေကိုဖန်တီးကြမှာပါဒီအစင်မှာဘာတွေလိုရမလဲဆိုတော့ကိုသုံးမယ့် video ကို upload လုပ်မယ်ပြီးရင် shop now လိုမျိုးရှင်းလင်းပြသရဲ့ call to action ခလို့ကိုရွေးမယ်ပြီးတော့ comment ရဲ့ landing page ကိုတက်ရိုက် link ချိပြရပါမယ်အရင်ကြီးတာကအဲ့ဒီ link ကိုအမြဲတမ်း preview ပြန်လုပ်ကြည့်ဖို့ပါပဲအလုံးလုပ်ရလားဆိုတာပေါ့ဟုတ်ပါတယ်အထူးကအချက်ကရှင်းရှင်းလေးပဲဝယ်မဲ့သူတယောက်အတက်အဆင့်တွေများနေရင်ဝယ်ဖို့စိတ်ကုန်သွားနိုင်တယ်။ဒါကြောင့် home page ကို link မချိပဲကိုရောင်းချင်တဲ့ပစ္စည်းရဲ့ page ကိုတိုက်ရိုက် link ချိပေးကြကဝယ်ယူမှုဖြစ်မြောက်ဖို့လမ်းကြောင်းကိုအလွယ်ကူဆုံးဖြစ်အောင်လုပ်ပေးလိုက်တာပါပဲ။ဒီအဆင့်ဒီအတိုင်းသာတေချာလိုက်လောက်သွားမယ်ဆိုရင်တော့အရင်ကလိုရှုပ်ထွေးတဲ့ setup တွေကြားမှာလမ်းပြောင်းနေတာမျိုးမဖြစ်တော့ပဲရောင်းအားကိုတကယ်ဖြစ်စေမဲ့ campaign တစ်ခုကိုအခုပဲစပြီးဖန်တီးလို့ရနေပါပြီ။ကဲဒါဆိုရင်ကိုယ့်ရဲ့ပထမဆုံး campaign အတွက်ဘယ် product ကိုရွေးပြီးစကြော်ညာကြည့်မလဲ